ဒီနေ့တော့တုံရမ်းဟင်းလေးချက်ပြမှာဖြစ်ပါတယ်အမဝင်းခွဲတဲ့အိမ်သွားလေတော့တုံရမ်းဟင်းစားခြင်းနဲ့ဆိုလို့ချက်ပေးတာပါကျမတို့ကြိုက်တဲ့အသီးရွက်မှန်သမျှကျမတို့အကုန်ထည့်စားပါတယ်ဒါကတော့ကျမတို့တုံရမ်းဟင်းကိုထည့်မဲ့ပဇွန်ရဲ့အုံနုရဲ့ကျုပ်ခောက်ထားတာရဲ့အစင်သစ်ပြင်ထားတာပါပထမဆုံးတုံရမ်းအနှစ်ထုတ်လေးကိုဖောက်ထည့်မယ်ပြီးရင်တုံရမ်းတဲ့ထည့်မဲ့ပစုံလေးထည့်တယ်။ပြီးကျမတို့ကကြက်ချက်လောက်လေးလဲစားခြင်းလို့ကြက်ချက်လောက်လေးလဲထည့်ပါတယ်။ပစုံနဲ့ကြက်ချက်လောက်လေးတွေနူးအောင်ပြုတ်ပါမယ်။နူးလာပြီဆိုလို့ရှိရင်တော့အုံနုလေးထည့်ပါမယ်။ကြောက်ထည့်ပါမယ်။တကြားအနှဲငယ်ထည့်မယ်စားအနှဲငယ်ထည့်မယ်ငုံဦးထည့်မယ်ဒါကတော့ငရုတ်ဘွားလေးထည့်တာပါပြီးရင်တော့ကိုကြိုက်နေတဲ့အသီးရွက်မှန်သမျှအကုန်ထည့်လို့ရပါတယ်ကျမတို့ကတော့ကျမတို့စားချင်တဲ့အသီးရွက်မှန်သမျှအကုန်ထည့်ထားတာပါပြီးရင်ငရုတ်သီးစိမ်းလေးနှစ်ချမ်းခွဲပြီးထည့်ပါမယ်ပဲပြထည့်ပါမယ်အပေါ်ဆုံးကနေပြီးတော့ရှမ်းနံနံလေးအုပ်လိုက်ပါမယ်စူပြီးဆိုရင်စားလို့သင်ရပါပြီကဲကောင်းမကောင်းတော့မသိဘူးကျမတို့ကတော့အဲ့လိုမျိုးအကျိတ်နဲ့ဆွဲနေပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်